ခမဲတော်ကရှင်ဘရင်အစ်နန်းလူပွဲအပြင်းထန်ဆုံးအချိန်မှာအလဲလလန်းစင်ကိုပဲတိတိတတ်ရွေးချယ်ခဲ့တဲ့ဒါမှဘသူနဲ့တက်ငါတို့မိသားစုကိုရန်ညှိုးမဖွဲ့နိုင်မှာမို့လို့လေဟွန်းဒါပေမဲ့ရှင်ဘရင်အစ်ကနှစ်ဖက်လုံးရဲ့လှည့်စားမှုကိုခံရတဲ့လူအတူတူအခင်မခံချင်ဘူးဒီလိုနေရမောကမျက်ပင်လိုချင်းကျန်တာကသူ့ကိုတိတိတတ်ဒေါသထွက်စေခဲ့ပြီးအကြောင်းပြချက်တစ်ခုရှာပြီးတော့ခမဲတော်ရဲ့ဖွဲတူးနဲ့အိမ်ပိုင်ဆိုင်မှုတွေကိုတင်စီလိုက်တော့တာပဲဒီသားစုဟာတညရင်းချင်းတော့ကျဖြစ်သွားခဲ့ရတဲ့ကံကောင်းလုံးမှာငယ်စဉ်ကမဲတော်ကြီးချင်းညစ်ထားတဲ့ခရိုင်တခင်မှဖွဲတူးနဲ့လက်နေအချို့ချန်သေးလို့ခိုးလာလုံးစရာရှိနေသေးတာအရေးလုံးမြင့်မြတ်ပြီးချမ်းသာတဲ့ဘဝမျိုးကိုပြန်ရောက်ဖို့ကတော့မဖြစ်နိုင်တော့ဘူးဒီလိုမှတည်ရင်နင့်ကိုစောစောစီးစီးလက်ထပ်ပေးလိုက်ရမှာအခုတော့ဘလိုမီသားစုကောင်းကိုရှာလို့ရတော့မှာလဲငါတကယ်စိတ်လှုပ်ရှားမိတယ်သူအရာရှိလောက်တာတော့မစွန့်တင်မဲ့အဖေလောက်တာတော့အတော်ပဲငါတို့ရှန်ချီအားရဲ့ရုပ်ရည်ယူကမျိုးကတကယ်နှမျောဖို့ကောင်းတယ်အစတုန်းကအင်တီလာတောင်းရမ်းကြတဲ့လူတွေကလည်းဘာမှမဟုတ်တဲ့လူတွေမဟုတ်ဘူးအမေကြီးရွေးချယ်ခဲ့တဲ့လူတွေကတော့ထူးခြားချက်ရှိတာပေါ့ငါအဖွားကအသက်ကြီးပြီးဝေးဝေးဝါးဝါဖြစ်နေတာညီမနာတယောက်ခဲရှိတာဘူး၃ယောက်နဲ့တောင်စုရပတ်သက်ခဲ့တဲ့နင့်အမေเจ้าကိုတော့ငါမပြောချင်တော့ဘူးဒါငါအမေလေသူတို့အငင်းပွားနေတာဘူးငါလေးလူရှူပြီးရေခတ်ဖို့ခုပါတာပဲထွက်လာခဲ့တယ်တခင်မလေးကျမတို့ကိုတကယ်ပဲဒီလိုကျန်းတဲ့အလုပ်တွေကိုရလောက်ခိုင်းတော့မှလားဒါကငိုစရာပါရှိလို့လေဖြူဝင်းနုနေတဲ့လက်တစ်ဖက်ကလှမ်းလာပြီးငါအတွက်လီလိုဒီကိုလှည့်ပေးတယ်ဘေးကလူလူကလည်းငါလက်ထဲကရေပုံးကိုလက်ယူသွားတယ်ပြောလက်စာစကလုံးတွေကငါလက်ချောင်းထဲမှာပဲတဆူသွားခဲ့တယ်တခင်မကြီးအခုမြင်နေရတဲ့လူကအုံးဒါလူရှိရှိမဟုတ်လားအဖွားဒါကအဖွားငါ့ကိုတတ်မှတ်ပေးခဲ့တဲ့ပထမဆုံးစစ်ဆက်ထားသူလက်ရှိလွတ်တော်ဝင်ကြီးရှင်ဘရင်ရဲ့လူယုံအစိုးရဖွဲ့ရဲ့လူကုန်းထတစ်ပြီးတော့ငါရဲ့နေနဲ့ချင်းဆိုင်စော်ကားမော်ကားပြောဆိုပြီးစစ်ဆက်ပွဲဖြတ်သိမ်းခြင်းခံခဲ့ရတဲ့သူမဟုတ်လားအဲ့ဒီတုန်းကလူချက်ရှိကိုငါတွေ့ခဲ့စဉ်ကသူတို့မိသားစုကစင်းရဲသွားပြီးအလွန်ဆုံးရှိမှစာဖတ်တတ်တဲ့စင်းရဲသားပညာတတ်လေးပေါ်ငါသားအဖွားကိုစိတ်ဆိုးနေတဲ့အချိန်ကိုသူ့ကိုမြင်နာနဲ့တင်ဆိတ်ရှုပ်လာပြီးစင်းရဲလိုကြမ်းမတက်ဖြစ်နေတာနင်ပါနေငါ့ကိုရှုမှလဲငါသားမောက်မာစွာနဲ့လှမ်းထွက်ခဲ့ပြီးစစ်ဆက်ကြောင်းသားနဲ့အမတ်သားဘူးလမ်းယူလိုက်တဲ့လှပတဲ့တောင်းပြန်လက်စွပ်တကွင်ပဲနှနှောစရာကောင်းတာကရွှေစိန်ထားတာဒီပစ္စည်းကအလွန်တန်ဖိုးနေတဲ့ငါအဖွားကလူရည်ချွန်လူရည်မို့နေကိုမြင်ရင်ပဲလက်ဆောင်ပေးတတ်တာအချိန်တန်ရင်လာယူဖို့မှာထားတယ်အဖွားကတော့တတ်တော်ရှိပြီးကောင်းမွန်စွာနဲ့ထိတ်ဆုံးသွားခဲ့တာတာသမီညီနစ်တွေဝင်းရံလို့အေးချမ်းချမ်းသွားနိုင်ခဲ့ပေမဲ့ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကိုတော့ငါစီချန်ထားခဲ့တာပဲအဲ့ဒီအချိန်တုန်းကငါကအသက်15နှစ်ပဲရှိသေးတယ်မာနာကြည့်ပြီးရုပ်ရည်ကလည်းအသင့်တရှိရလေဒါပေမဲ့နင်းဝှထားတာကဘာအဝတ်ထဲအစုပ်လဲဖက်နဲ့ပေါ်မှာလည်းဘာလို့ရှုပ်နေပြနေရလဲလူချက်ရှိရဲ့နင်းနာကတွေးအောင်လို့နေရဲသွားခဲ့တယ်ရှန်တခင်မလေးကျွန်တော်အိမ်ကိုလာတာကခမဲတော်နဲ့တခင်မကြီးတို့ရဲ့ဂတိကဝတ်ကြောင့်သာဖြစ်ပါတယ်ဂတိတစ္ဆာတေးဖို့အတွက်ပဲနေ့ရဲ့အကြောင်းပြချက်ကိုငါသိပါတယ်ဒါပေမဲ့နင်ကဘာလို့ဒီကိစ္စတစ်ခုထဲမှာပဲဂရိတီနေရလဲနင်ဘဝတွေကိုဥချတုံးကမိသားစုကုန်တိတ်ခါကိုညစ်တင်ရမယ်လို့မပြောခဲ့ဘူးလားနင်ဘာလို့ဝင်ကြီးအစ်စ်မှာမပါဝင်နိုင်သေးတာလဲပြီးတော့ဒီလောက်တောင်ဆင်းရဲနေရသေးတာလဲရှန်အိုင်မဲတော်ကတကယ်ကြည့်မနေနိုင်တော့လို့အော်ဟစ်လိုက်တယ်သူကအလိုလိုက်ခံရလုံးလို့အချင်းပြက်နေတာလူသခင်လေးစိတ်ခဲမထားပါနဲ့ပြီးတော့လူချန်ရှိကိုပြန်ပြီးနှစ်သိမ့်ပေးတယ်ငါအဲ့ဒီကိုလက်ထပ်သွားရင်ညောက်လေးကိုတောက်ရမှာလားငါကဆက်ပြီးတေးရော်လောင်ပြောင်းနေတော့မယ်ဒီကိစ္စမျိုးကိုငါကဆုလက်ဖြစ်ပေးဖို့တောင်ဆက်ဆုံးမိတယ်ငါလန်းသွားပြီးသူ့ကိုငါလက်မှာဝှထားတဲ့ရွှေချင်းမြင်းရတနာရှိပါလက်စွပ်ကိုပြလိုက်တဲ့လက်ကိုသူ့မျက်စိရှိတဲ့အထိစမ်းထုတ်ပြလိုက်တာဒါမျိုးကမှငါနေတိုင်းဝှတဲ့အရာဒုတိယခေါင်းကိုအမြန်လွတ်လိုက်တဲ့နေရက်တွေကတွေးရစမတက်နေရဲသွားခဲ့တယ်လှပါတယ်ငါလက်ကိုပြန်ရုပ်သိမ်းပြီးယူချမ်းကိုမင်းမပြလိုက်တယ်လူတက်ခင်လေးဒါကငါတို့သခင်မကြီးကနင့်ကိုပေးတဲ့ဆုလက်ပဲဤသခင်မလေးကအာနာမရှိစီးစိတ်မရှိတဲ့စင်းရဲသားနည်းနည်းကိုဘယ်တော့မှလက်မထပ်ဘူးလူချက်ရှိရဲ့လေချောင်းကလှူရှားသွားပေမဲ့တစ်ချက်မှမလှူရှားပဲငါရဲ့နင်းချမှုကိုခံယူခဲ့တဲ့ဆုချခြင်းခံရပြီးမှစအားပြောတယ်သခင်မလေးတင်းအဲ့ဒီစကားကိုပြောတော့မလို့လားလူငယ်တယောက်ရဲ့စင်းရဲမှုကိုမစော်ကားပါနဲ့ခါဆိုတာလေငါသားတမင်မဲစော်ကားတာနင်းရဲ့စင်းရဲမှုကိုတသက်လုံးစော်ကားသွားမှငါသားခေါင်းပေါ်ရင်ကော့ပြီးငါရဲ့ယတနာအစင်တစားတွေနဲ့မောက်မာစွာထွက်ခွာခဲ့တယ်အခုတော့ယတနာအစင်တစားတွေမရှိတော့ဘူးဒါပေမဲ့ငါသားခေါင်းကိုမြင့်မြတ်စွာမော့ထားတော့မယ်နင်းဒီကိုဘာလာလုပ်တာလဲသူကမခေပဲငါရဲ့ရေပုံးကိုပဲလှမ်းယူလိုက်တယ်ငါလက်ဖွားတွေကနာကျင်မှုကိုခံစားလိုက်ရလို့မူးကြည့်လိုက်တော့လက်ဖွားထဲမှာကြမ်းတမ်းတဲ့ရှော့ချူကြောက်ညီရဲနေတာကိုတွေ့ရတယ်ငါအခုပဲစေးသွားယူလိုက်မယ်တခင်မလေးဒီအရာတွေကိုမထိပါနဲ့ဘလို့ပါဘူးစိတ်ကတုံးရင်တပလင်းရွတ်သွားမှမို့ထွေတာရမယ်အားနင်ငါအဖေကိုလာရှာတာလားသူစကားပြောချင်တယ်လို့ဖြစ်နေပြီးနောက်ဆုံးမှာတော့နှက်ခမ်းကိုတင်းတင်းစိတ်ကအတန်တိုးတိုးနဲ့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါငါသူ့ကိုတစ်ချက်ပြခဲ့ခတ်လိုက်ခဲ့သူ့ခြေနှမ်းတွေကတီးနေပြီးမျက်နှာမှုရကအမျက်တော်သားကိုမခံမနိုင်ဘူးအရင်တုန်းကငါစကားတစ်ခွန်းကြောင့်မျက်နှာတစ်ခုလုံးမြည်ရဲသွားတဲ့ပုံစံနဲ့လောကကွာချနေပြီးငါမအောင်နိုင်ပဲလူအရာရှိအခုမြို့တော်ထဲမှာဒီလိုလှပဆန်ကြတဲ့ဝိစားစင်ရင်မှုကိုခေစားနေရလားသူဒီနေ့ခေါင်းပေါ်မှာကြောက်စင်းဖြူစံထုတ်ကိုစင်ញံထားတဲ့ကိုပေါ်မှာကအလွန်တန်မိုးကြီးတဲ့လာရောက်ရွှေချင်းမြင့်ဝစ်စုံခါမှာကပေါက်ထွင်းထားတဲ့အမွှေးနံသားလုံးအသေးနှစ်ခုဖက်နှက်မှာလည်းအရှိအနောက်ကြောက်စင်းပြကြီးလေးတုံးချိတ်ဆွဲထားတဲ့အခုခေတ်ချမ်းသာကြွယ်ဝမှုပြသတဲ့လေတုကဒီလောက်ထိအစ်စ်အမှန်ဖြစ်နေလိမ့်မယ်လို့မထင်ထားဘူးသူခိတ္တမြတ်တန်သွားတယ်မဟုတ်ပါဘူးနာသာဆက်ပြီးကို့တွေးနဲ့ကိုပြောနေတော့မယ်နာသာဒုအရာရှိကိုအဲ့ဒီလိုပညာရှင်ဆန်ဆန်လူကြီးလူကောင်းပုံစံမျိုးကြိုက်တယ်လို့ထင်နေတာသူနည်းနည်းစိတ်လှုပ်ရှားသွားတယ်မဟုတ်ဘူးနာအခုမှတတိဝင်လာတယ်နာအဲ့ဒီအတိတ်ပဲမဟုတ်ပါဘူးအဖေလူအရာရှိလာတယ်အဖေလည်းနည်းနည်းအားတင်သွားတယ်ကြာဆုံးသွားပြီးတဲ့နောက်မှာတော့ပုံမှန်သွားလာရှိတဲ့ဆွေမျိုးမိတ်ဆွေတွေအားလုံးငါတို့ကိုရှောင်ဖယ်သွားကြတယ်အိမ်ကိုလာရောက်လေပတ်သူဆိုလို့တရားမှမရှိဘူးသူကအဲ့ဒီတုန်းကငါလူချန်ရှိကိုစော်ကားနေတာကိုမကြည့်ရလို့နင့်နာကြီးအဖြစ်သူ့ရဲ့ငွေကြေးနဲ့စာဖတ်ဖို့ကိစ္စတွေကိုဖြည့်ရှင်းပေးခဲ့တာပဲဒါကြီးမားတဲ့ကျေးဇူးတော့မဟုတ်ဘူးဒါကြောင့်လူချန်ရှိကဒီနေ့လိုရာထူးကြီးနဲ့လာရောက်လေပတ်တာဘူးအဖေကစိတ်လှုပ်ရှားမိတယ်လို့ဘာကြောင့်လဲဆိုတာကိုလည်းစဉ်းစားမရဖြစ်နေလေအရှင်မင်းကြီးနဲ့တက်ဆက်မှာအရှင်ဝါပြင်းထန်နေရမှုရှမ်းရရှိတယ်အလွန်မင်းစိတ်မပူပါနဲ့အခွင့်ခါတင်ရင်ကျွန်တော်ရှမ်းမိသားစုအတွက်တေချာပေါက်စကားပြောပြပါမယ်အဖေကပူပြီးဝေခွဲမရဖြစ်သွားတယ်ငါတို့မိသားစုကအခုလိုကြာဆုံးနေတာလူချန်ရှိအနေနဲ့ဖားရဖို့တန်မိုးရှိတဲ့အရာတကယ်မရှိဘူးတကယ်တော့အဲ့ဒီတုန်းကကျွန်တော်ရှက်တခင်မကြီးစီကနေတောင်းဆိုခဲ့တာက
အဖေရဲ့စိတ်ကနိုးကြသွားပြီးချက်ချင်းသဘောပေါက်သွားခဲ့တယ်တကယ်တော့ဒီနေ့လူချန်ရှိကလာရောက်တဲ့ပတ်တာမဟုတ်ဘူးသူကအောင်မြင်ကြော်ကြပြီးဂုံယူဝင်းကြောစွာပြန်လာတာပဲအရင်တုန်းကငါသူ့ကိုဖက်နဲ့ဆုပ်လို့စုပ်ပစ်ခဲ့ပေမဲ့ဒီနေ့မှာတော့ငါကသူ့ကိုမမိနိုင်တော့ဘူးအဖေကတဘာဝကနေခေါင်းပြူပြီးငါ့ကိုလန့်ကြည့်တဲ့နှစ်ပေါင်းများစွာတားဖရီမှုသူ့ရဲ့အတိတ်ပဲကိုငါနားလဲတဲ့ဒုက္ခပေးခဲ့တာကငါအစိတ်ခံရမှာကသူ့ပေါ်ငါလက်ထွက်သွားတော့မဲ့အချိန်မှာပဲလူချန်ရှိရဲ့နောက်ထပ်စကားတစ်ဝက်ကိုကြအားလိုက်ရပြန်တယ်တခင်မကြီးနဲ့စိတ်ဆက်ကြောင်းလမ်းမှုရှိထားတာပါအဲ့ဒီတုန်းကစင်းရဲမွဲတင်နေခဲ့တော့ပါငါတို့ရှက်မီသားစုကမျက်စိမရှိခဲ့တာပါလူရရှိတင်ကသဘောထားကြီးရဲ့သူမို့ငါတို့အိမ်ကရှမ်းအောက်ကိုစိတ်မကွက်ပါနဲ့သူကတစ်တယောက်တည်းကိုရည်ရတာမဟုတ်ပါဘူးသူခွဲထားတဲ့စိတ်ဆက်ထားသူစုစုပေါင်း3ယောက်ရှိတာကျန်တဲ့2ယောက်ကိုလည်းသူသဘောမကျခဲ့ပါဘူး3ယောက်လားဘာ3ယောက်လဲဒါဆိုကျွန်တော်ကဘယ်နှယောက်မြောက်လဲမင်းကပထမဆုံးပေါ့ဒါဆိုဒုတိယမြောက်ကရှန်တုံးဆန်းတခင်လေးလာပြီးနိမိသားစုကြာဆုံးသွားပြီလို့ကြားတယ်နော်ငါချက်ချင်းလှည့်ကြည့်လိုက်တော့မောဟိုင်ကြီးကငါအိမ်တကားဝမှာရက်နေတဲ့ဝစ်ဆုံဖြူဝစ်စင်ထားပြီးဝါရက်တောင်ကိုခရင်ငါ့ကိုမျက်ခုံးပြနေတယ်အဖွာဒါကအဖွာငါအတွက်ရှာပေးထားတဲ့ဒုတိယမြောက်စိတ်ဆက်ထားသူလားငါခိတမြဆုံသွားပြီးလှုပ်ခနဲ့ပြောလိုက်မိတယ်မောဟိုင်ကြီးနိမိသားစုကက်စီသွားပြီလားအဲ့ဒီတုန်းကမောဟိုင်ကြီးရဲ့တကူလုံးကငွေကြီးတွေကြီးပဲဘာပဲဖြစ်ဖြစ်မြို့တော်ရဲ့အကြီးဆုံးကုန်တယ်ကြီးလေသူကတစ်ချက်ကြည့်ုံနဲ့တောင်းပြန်လက်စုပ်ကရွှေစင်ထားတာဘူးတိပြီးအလိုက်တီစွာနဲ့ရွှေစင်လက်စုပ်တကွင်ပြောင်းလဲပေးခဲ့တယ်အဲ့ဒီအချိန်တုန်းကငါမျက်လုံးဆောင်ကြည့်ပြီးငါအဖော်ပေးရဲ့အရာကိုတော့နင်ကနှာခေါင်းရှုပ်မိတာလားနင်ပဟေးလေးတကူတော့အခေမထုတ်နိုင်ဘူးစာကုတ်ဖတ်ဖူးရဲ့လားငါကမီးထုံးပွဲတော်မှာသူ့ကိုထိတ်တိုက်ရင်ဆိုင်ခဲ့တာငါစင်းရင်တွေ့တက်ရင်ရပြီပဲဘာစာဖတ်ရမှာလဲစာအုပ်ထဲမှာလှပ်ပတဲ့မိန်းကလေးရှိတယ်လေဘသူကလှပ်ပတဲ့မိန်းကလေးလဲနင်အပြင်မှာမွေးထားတဲ့တောရယောက်ျားလားငါအဖွားရဲ့ရွှေစင်လက်စုပ်ကိုပြန်ပေးစာမတက်တဲ့ကျန်းတန်းတဲ့ကုန်တဲ့ကိုငါမယူနိုင်ဘူးတကယ်တော့ငါနီးရတလောက်မှုတခင်လေးကလူကောက်တယောက်ပါမိခင်ကငါရဲ့အလွန်မဲဆက်ဆုပ်ညွှန်ရှာမှုကိုချီးမွမ်းခဲ့ပူတယ်အမေလိုအရေးချင်းမရှိတဲ့သူကတော့နောက်ဆိုစာဆက်တွယ်လို့ရင်တော့လူပြစာအုပ်ပဲသုံးလို့ရမှာပဲငါအမေလည်းဘာမှမတတ်နိုင်တော့ပဲငါမုံဟွိုင်ကြီးရှိကိုရှောက်သွားတာကိုပဲကြည့်နေတော့တယ်ငါကဝန်ပူလေးမွေးစုပ်တန်ကိုအသာအရာကောက်ကင်ပြီးအားရပါရရေးချလိုက်တယ်ငါပါရေးလဲတိလားငါကခေါင်းလေးဆောင်ပြီးမုံဟွိုင်ကြီးကိုကြည်ရင်မကောင်းတဲ့အကြံနဲ့ပြုံးပြလိုက်တယ်သူကစွန့်အပြီးဘာမှမပြောနိုင်တာကိုမြင်တော့ငါပူပြီးတော့တောင်သဘောကျသွားသေးတယ်ကြောက်စိမ့်စုပ်တန်လေးနဲ့ပါးကိုထောက်ပြီးခေါလေးရန်ကသူ့ကိုရေပြလိုက်တယ်ဒီကပြနာမည်ကယွန်းရှိကပညာမဲ့စင်းရဲသားနဲ့စုံချင်းနဲ့စုံကြတော့ကောင်းကင်ပုံကပေးတဲ့စာအုပ်ကိုချီးမွမ်းကြပေမဲ့စာမတက်တဲ့သူကတော့ရေမောညွန်ပြနေကြတဲ့မုံဟွိုင်ကြီးကအစားကတော့လူဦးတူတူလေးလိုငါ့ကိုမြေးချပြီးဦးကြောင်ကြောင်ရဲနေတာဒါပေမဲ့ရုတ်တရက်တတိဝင်လာပြီးနေငါ့ကိုလှောင်လာလားငါကနှက်ခမ်းစုပြီးတိတ်တော်မအသေးဘူးပဲလို့ပြောလိုက်တယ်ဒီရွှေစင်လက်စုပ်ကိုနင့်ကိုပြန်ပေးမယ်ငါကတော့ငွေနဲ့နန်စော်နေတဲ့သူကိုဘယ်တော့မှလက်မထပ်ဘူးအခုတော့မုံဟိုင်ကြီးကတကူလုံးယူယူရှင်းရှင်းဝစ်စင်ထားတာမြင်ရင်ဘဲကစင်းရဲသားစာဆိုလဲလို့ထင်ရတယ်ငါမအောင်နိုင်ပဲနေမုံမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုအကုန်ပြုံးတိပစ်လိုက်ပြီလားစာလဲမဖတ်ဘူးစီးပွားရေးလဲမလုပ်တတ်ဘူးနဲ့နင်ကတော့လေငါမိသားစုကအကောင်းကြီးရှိသေးတယ်ရှင်းရှင်းလင်းလင်းကြီးကိုနင်ကငါ့ကိုအထင်သေးတာသူကမျက်နှာတော်မြည်ရဲနေပြီးမှုတ်ကျူရန်မင်းပါလို့လူချန်ရှိရဲ့အတန်ကအေးဆက်ဆက်ထွက်ပေါ်လာတဲ့ကျူရလားအခုခေတ်မှာကျူရန်ပွဲကိုတောင်ငွေပေးပြီးဝယ်လို့ရနေပြီလားငါအံ့ဩသွားတယ်ငါဘာသာစာမှုပွဲအောင်ခဲ့တာယူတူပြီးလက်သီးလက်မောင်းနှမ်းနေတဲ့မုံဟိုင်ကြီးကိုငါရှောင်းလိုက်ရင်ချေချေလောင်းလောင်းရီမောလိုက်တယ်နင်ဘသူ့ကိုလိမ့်နေတာလဲလူချန်ရှိကမတိမတာနဲ့ငါနဲ့မုံဟိုင်ကြီးကြားတဲ့ဝင်ရပြီးရှမ်းတခင်မလေးကမုတ်တခင်လေးကိုဘလို့လုပ်တိတာလဲသူဘာပြောလဲဆိုတာငါသတိမထားမိပဲသူ့အင်ဂျီလက်ကိုဆွဲပြီးနမ်းကြည့်လိုက်တယ်ဆောင်းသားပန်းရနံပဲလူတခင်လေးနင်ကအမွှေးနံသာဖော်ဆက်တဲ့နေရာမှာတော်တော်အမြင်ရှိတာပဲနင်ကျက်လူလားသူကတစ်ချက်မှမလုပ်ပဲရုတ်တရက်အတန်တိုးပြီးမေးတယ်သူ့လက်ချောင်းလေးတွေနီးနှဲသွားပြီးခါကရွှေကြီးထိုးအိတ်လေးကိုချက်ချင်းဖြုတ်ကတခင်မလေးမယုံဘူးဆိုရင်နင်ကဒီလိုအရာမျိုးကိုကြိုက်တာလားရှန်တုံးဆန်းနင်းဆောင်နေလိုက်မုံဟွိုင်ကြီးကဝါရက်တောင်ကိုခရင်တုတ်ကလာပြီးအဖိုးကြီးအဲ့ဒီလေးလံတဲ့တစ်တော်တိတမွှေးနံသားတုံးကိုယူခဲ့အကြီးဆုံးတစ်ခုသူကအပြင်မှာစောင့်နေတဲ့အိမ်စီကိုလှမ်းမလိုက်တယ်ဟုတ်ကဲ့ကျူရန်ပွဲရခဲ့ရင်လဲဘာဖြစ်လဲမုံဟွိုင်ကြီးကမုံဟွိုင်ကြီးပဲသူတပားကိုစော်ကားရင်နှိမ့်ရင်လဲငွေနဲ့ပဲပေါက်တာမုံဟွိုင်ကြီးနင်ကငါ့ကိုရှောင်ပြောင်းဖို့တက်လာတာလားသူကဝုံမုံဖြူရက်တောင်ကိုကြွကြွမုံမော်ခရင်ဒါပေါ့ငါကနင်းအောင်တရားနေပြီလားဆိုတာလာကြည့်တာအရင်တုန်းကနင်ကငါ့မှာအရေးချင်းမရှိဘူးဆိုပြီးအထင်သေးပြီးမယူခဲ့ဘူးအခုငါကျူရန်ပွဲရပြီးငွေလဲရှိတယ်အသိပညာလည်းရှိပြီးမြို့တော်မှာငါ့ကိုယူချင်းတဲ့မိန်းကလေးတွေဆိုရင်10မိုင်ပတ်လဲဇေယျအထိတန်းစီနေပြီးနင်းအောင်တရားရင်တော့နောက်ကျသွားပြီးအမှန်ပဲသူတို့လာကြတာငါ့ကိုလှောင်ပြောင်းဖို့ပဲဒါပေမဲ့သူတို့စိတ်ကသွားရလိမ့်မယ်ငါကတော့ဘယ်တော့မှနောက်တမရတဲ့လူပဲနေ့ရက်အမွှေးနံသားတုံးကိုချထားခဲ့ပြီး10မိုင်ပတ်လဲဇေယျကမိန်းကလေးတွေကိုပဲအညံသွားရှာလိုက်မုံဟွိုင်ကြီးရဲ့မျက်လုံးတွေကဒေါသကြောင့်ပြူကျဲသွားတယ်သူကလူချန်ရှိလိုညင်တာပြီးချုံမောတဲ့ပုံစံမျိုးမဟုတ်ဘူးရဲလိုက်ရင်မိန်းကလေးတယောက်လိုမျက်ခုံးလေးတွေကွင်းညွတ်သွားပြီးမိန်းကလေးတွေသဘောကျမဲ့ပုံစံမျိုးဒါပေမဲ့သူ့ရဲ့တာထက်ဒီလိုဒေါသထွက်ပြီးခုံပေါက်နေတဲ့ပုံစံကိုငါပူသဘောကျတယ်ကျူရန်ပွဲလေးရတာကိုပဲဒီလောက်အထိကြွားဝါနေတာလားနင်းလူအရာရှိတင်ကဘာလို့ဒီလိုဝစ်စင်ထားတာလဲကျွန်တော်အမြင်မရှိလို့ပါတင်ဒီမှာဘာလုပ်နေတာလဲလူချန်ရှိကဘာမှမပြောဘူးဟဲလူအရာရှိကလူပြို့ရွေးမှတင်စက်ကောင်ပထမဆူရခဲ့တာကျွန်တော်ကတော့အဝေးကြီးလိုပါသေးတယ်မွန်ဟိုင်ကြီးကဦးကြောင်ကြောင်ရဲလိုက်တယ်လူချန်ရှိမှာတော့မွန်ဟိုင်ကြီးကတော်တော်လေးငြိမ်သွားတယ်ကဲနင်တို့လည်းမြင်တဲ့အတိုင်းပဲငါမိသားစုကတကယ်ပဲဆင်းရဲသွားပါပြီဒေါသပြေရင်လည်းတွားကြတော့သူ့စိတ်ထဲမှာပိုပြီးခံရခက်နေမှာပဲငါပဲစိတ်ကောင်းဝင်ပြီးသူ့ကိုမဖော်ကောင်းတော့ပါဘူးလူအရာရှိ
နင်ဘာပြောမလို့လဲအမြန်ပြောငါအလုပ်ရှိသေးတယ်ဘာစကားလဲလူငယ်တယောက်ရဲ့ဆင်းရဲမှုကိုမစော်ကားပါနဲ့ဆိုတာလားငါမပြောပါဘူးငါမျက်လုံးကသူတို့နှစ်ယောက်လုံးစီအပြန်လန်ကြည့်ပြီးဟုံးခနဲ့နှာခေါင်းရှုပ်လိုက်တယ်နင်တို့ဒီနေ့ပါလာလို့လဲငါသိတယ်ငါစကားတခွန်းလေးနဲ့အမျိုးသားနှစ်ယောက်လုံးမျက်နှာပြတ်သွားကြတယ်အရင်တုန်းကငါစစ်ဆက်ပွဲညှင်းပယ်ခဲ့တာကိုပြန်ညှိုးဖွဲ့ပြီးအခုငါ့ကိုလာစော်ကားကြတာမဟုတ်လားဒါပေမဲ့နင်တို့ပြန်မစင်စားဘူးလားငါသာအဲ့ဒီတုန်းကမစော်ကားခဲ့ရင်လူချန်ရှိနင်ကဘာလို့ဒေါသကိုခွန်အားဖြစ်ပြောင်းလဲပြီးအခုလိုတတိယအဆင့်အရာရှိကြီးဖြစ်လာမလဲမင်းရဲ့အနာဂတ်ကအကန့်အသတ်မရှိဘူးမူဟွိုင်ကြီးနင်ကကောငါရဲ့စကလုံးတွေနဲ့တိုက်တွန်းမှုတာမရှိရင်နင်ဘာလို့စာကိုစူးစမ်းပန်းစားဖတ်ပြီးနင့်မိသားစုမှာပထမဆုံးကိုဆောင်နိုင်တဲ့စာဆိုတယောက်ဖြစ်လာမလဲငါစကားကြောင့်သူတို့စွန့်အပြီးနေဆိုင်ကြည့်နေကြတယ်ယူကျန်းတော်မသိစိတ်လျောက်ပါဇက်အကျယ်ကြီးဟသွားတယ်သူတို့ကငါတို့ကိုတကယ်ပဲကျေးဇူးတင်ရမှာမဟုတ်ဘူးလားနင်တို့ကငါရဲ့စေတနာမှန်ကိုနားမလည်ကြဘူးစိတ်မကောင်းစရာပဲယူကျန်းတွားဆိုလေခွင်းနဲ့တွားကြည့်မယ်လို့ပြောထားတယ်မို့လားလူတိုင်းဘာမှပြန်မတုတ်ပြန်နိုင်တာကိုမြင်တော့ငါတပြင်းရှည်ကြီးချလိုက်ပြီးယူကျန်းကိုခေါ်ကအင်းပြင်းထွက်လာခဲ့တယ်နားရင်ဘက်ကိုငါပြန်ရိုက်ပြီးတော်သေးတာပေါ့တခင်မလေးအခုတင်ပဲလင်ပြောလိုက်တာလားဒီစကားတွေကသူတို့ကိုလှည့်စားဖို့ပြောတာလေနေငါပါယုံနေတာလားအမြန်သွားဆိုငါကအမြန်လျှောက်ရင်းသူ့ကိုတွန်းတင်လိုက်တဲ့ဥပမာအမျိုးသားတယောက်ကအင်ကြီးတအိမ်ဝယ်ပြီးလက်ထပ်ပြီးနောက်ရန်ထိရင်ဇနီးတွေကိုအဖြစ်တင်နေမင်းကြောင့်တာမဟုတ်ရင်ငါဘာလို့အင်ကြီးဝယ်ပါမလဲတဲ့အမှန်တော့သူဘလို့ပဲဖြစ်အိမ်ဝယ်မှာပဲလေဇနီးတွေနဲ့ပါဆိုင်လို့လေဒါလည်းဒီလိုသဘောပဲသူတို့အောင်မြင်တာကသူတို့ကိုယ်တိုင်စူးစမ်းပန်းစားတလန်းခဲ့လို့ပဲငါနဲ့ဘာမှမဆိုင်ဘူးအဖြစ်ပြက်တစ်ခုကရှေ့စစ်နောက်ဆင်ဖြစ်ပြက်သွားတာကအကျိုးကြောင့်ဆက်ဆက်မှုရှိတယ်လို့မဆိုလိုဘူးငါအဲ့ဒီလိုပြောလိုက်တာကသူတို့တတိပြန်ဝင်လာရင်နာကိုအမျိုးမျိုးစော်ကားမှဆိုလို့အခွင့်ကောင်းယူပြီးအရင်ထွက်ပြေးလာတာပဲအဖြူမဲကိုပြောင်းပြန်လာလိုက်တာတကယ်ကိုအံ့ဩဖို့ကောင်းတယ်ယူချန်ကတကယ်ချီးမွမ်းရှာတယ်ဒီညီကငါတို့အင်္ဂလာငါကုဘာသာရက်တောင်ခက်ရင်စိမ့်လန့်နေတဲ့လေကွင်းတွေကိုကြည့်လိုက်တဲ့အပြေးလွှာရောက်လာတဲ့အခွန်ခံစားရေးကရှက်ခံနဲ့အာတခင်မလေးဟိုဘက်ကမြေကမှငါတို့အိမ်ကပါငါကတော့လဲမဆိုင်ဘူးတာအမှန်ပဲဒါပေမဲ့ဒီညီကတီးနံတွေတိတ်မကောင်းတာတော့မြင်တာတယ်ငါတို့မြေကရေညောင်းထက်မြင့်နေတော့ရေတွင်းရတာမလွယ်ဘူးဒါကြောင့်တီးနံတွေတိတ်မဖွံ့ပြိုးတာငါခိတ္တညာစဉ်းစားပြီးရီတော်လီတခုဆောက်ရင်ကောငါတို့လေတွေကမြင်းပိုင်းမှာများတယ်တောင်ပေါ်ကရေစီးဆင်းမှုကလည်းတက်တောက်နေတာဆိုတော့မြစ်ထဲကနေရီတော်လီနဲ့ရေတင်တာကပူသက်တာလိမ့်မယ်လေယာတွေကိုလှည့်ပတ်ကြည့်ရှုပြီးနောက်ငါကအကြံပြုလိုက်တဲ့စာရေးကစဉ်းစားပြီးကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ရီတော်လီကကုန်ကျစရိတ်များတယ်စီးရင်တွေကငွေတွေကိုတော့အရေးပေါ်သုံးမှုခြံထားရအောင်မယ်သုံးတင်တဲ့ငွေကိုတော့သုံးရမှာပဲမဟုတ်ရင်ဒီလေကွင်းကတီးနံတွေထွက်မကောင်းလို့ဈေးကောင်းမရရင်ပူဆိုးကုန်လိမ့်မယ်စာရေးကအမိန့်နာခံပြီးထွက်သွားတော့ငါတပြင်းရှိကြီးချရင်နားရဲ့လေကွင်းတွေကိုလက်ညှော်ထိနေမိတယ်တခင်မလေးမစိုးရင်မနဲ့အဆင်ပြေသွားမှာပါဒါကူပြောတာမဟုတ်ဘူးစောကအဲ့ဒီလူတွေကိုငါတို့ရဲ့ရွှေစိန်လက်စွပ်နှကွင်းကြတောင်းခဲ့ရမှာလို့တွေးနေတာဒါလည်းပတ်စံပဲလေတော်လောက်ပြီပြန်သွားကြည့်တော့အဲ့ဒီနေရာလုံးထွက်သွားကြပြီးတစ်ဖက်ကနှမျိုးမိတယ်လို့နောက်တစ်ဖက်ကလည်းသူတို့နဲ့ထိတ်ခိုက်တွေ့ပြီးမျက်နှာချင်းဆိုင်အဆက်ခွဲမခံရတာကိုပဲကံကောင်းတယ်လို့မှတ်ရမယ်အဖေနဲ့အမေကတော့စပစ်စင်အောင်မှာလက်ဖက်ရည်တောင်းနေကြတယ်မုတ်တခင်လေးကနင့်အတွက်တစ်တော်တီတာအမွှေးနဲ့နာလုံးချန်ထားခဲ့တယ်သူတို့ကတော့ဒီလိုဘဝနှင်းကြသွားတာကိုအလိုက်တဲ့လက်ခံနိုင်ပြီးချမ်ဘဝရဲကိုပျော်ရွှင်ရုံးဝင်သွားကြပုံပဲငါတို့မိသားစုတစ်ခုလုံးကရေးလိုက်ငါးလိုက်နေတတ်တဲ့စိတ်တဘောထားမျိုးရှိကြတာကိုအဖွားကလည်းစစ်ဆက်ပွဲတွေကိုစီကပ်မရှိရှောက်လုပ်ခဲ့တဲ့အဖေကလည်းလေယူရရင်းနဲ့နေရန်ဘောကမြစ်ပင်ဖြစ်ခဲ့တယ်ဒါပေမဲ့ငါဆဲဆူဖြစ်ပယ်ခဲ့တဲ့လူတွေအကုန်လုံးကတော့အခုအဆင်ပြေနေကြတာပဲငါအမေရဲ့ဒူးပုံမိအိတ်လိုက်ရင်တကယ်ကောင်းတာပဲကံကောင်းလို့အမေကငါတို့အိမ်မှာတူရတော့ပုံမှန်လူဖြစ်နေလို့ပြောလိုက်တယ်ရီတော်လီတိဆောက်ပြီးစီးတဲ့နေ့မှာအမေကစိတ်လှုပ်ရှားစွာနဲ့အဲ့ဒါလည်းပတ်တာဘူးကြည့်ဖို့ငါနဲ့အတူလိုက်ခဲ့တယ်ငါနေကမ်းပေးမှရက်ပြီးလက်သမားတွေနဲ့စာရေးတို့ဘာရီတိုင်းမင်းနေလဲဆိုတာကြည့်နေမိတယ်ဘလို့လဲရီတော်လီရဲ့တောက်တိုင်ကနည်းနည်းစောင့်နေတယ်အားလုံးဝိုင်းကူပြီးနည်းနည်းရွှေ့ရမယ်ထင်တယ်ဒီနေ့လာကြည့်တဲ့သူမနေဘူးလန့်ခေါ်လိုက်တာနဲ့စိတ်အားထက်သန်တဲ့သူတော်တော်များများကနေကမ်းပေးဖို့လာဝိုင်းကူကြတယ်ဒါပေမဲ့အဲ့ဒီရီတော်လီကတန်တဲ့လှုပ်ထားတယ်လို့မျိုးအတော်လေးလေးလံလုံးလို့လုံးဝရှိမရဘူးဒါကိုသုံးလို့မရရင်အဲ့ဒီပတ်စံတွေအလားအသားဖြစ်ကုန်တော့မှာပဲငါအနူဝချုသွားခေါ်ဦးမယ်လူသွားရှာနေတော့မင်းသွားလေငါသွားရမှာလားငါကိုယ်ရိုင်းမသွားလို့ဘယ်သူသွားမလဲပတ်စံတွေအလားအသက်ဖြစ်ပြီးလဲကောင်းတော့မဆိုင်ရတော့မှဘူးမြင်တော့မစိတ်ကိုတင်းပြီးရေထဲကိုခြေတစ်ဖက်လက်နဲ့ကတောက်တိုင်ကိုလှန်တိုးလိုက်တဲ့ဘေးကလည်းသမားတွေကငါ့ကိုချီပြီးရင်းနေကြတယ်တတိရှိရဲ့မိမငယ်လေးချုပ်ကလည်းတခိခိရင်တခင်မလေးခြေလန်းကိုငင်းနင်းထားတော့လို့လမ်းအော်ရဲ့ငါအားရပါရရှိဖို့တွန်းလိုက်တဲ့အချိန်မှာပဲခြေချော်ပြီးရှုံနုံနဲ့ကိုဖုံးကနေလဲကျသွားတော့တယ်ဟာဟုတ်ပြီဒီနေရာပဲတခြားတဲ့သမားတွေကတော့ငါ့ကိုရေရမှာအားနာလို့တစ်ဖက်ကိုလှည့်ပြီးအကိုလုံးတုံအောင်အောက်ရင်နေကြတယ်တခင်မကြီးတင်းမလာနဲ့ငါရှုံတွေကိုဖုတ်တောက်ပြန်ထွေးထုတ်ရင်လူအရာရှိနင်းဒီဘက်ကိုမလာနဲ့ဒီမှာရှုံတွေကြီးပဲနေဖက်နဲ့ပြေးလိမ့်မယ်လို့လမ်းအော်လိုက်တဲ့သူကမြစ်ထဲကိုခြေလန်းကျဲကြီးနဲ့ရှောက်ဝင်လာပြီးမျက်နှာမှာအပြုံးဖြော်လေးနဲ့တခင်မကြီးနဲ့ပထမဆုံးဆုံးခဲ့တော့ငါဖက်နဲ့ပေါ်မှာရှုံတွေပြေးနေခဲ့တာကိုမမိသေးတယ်လို့ပြောပြီးငါ့ကိုအသာရထူပေးတယ်ဒီလိုအလုပ်မျိုးကိုနင်ကဘာလို့ကိုယ်တိုင်လုပ်နေရတာလဲမဟုတ်မှလွယ်ရောငါအဲ့ဒီတော့ကနင့်ကိုတခုံးပြောခဲ့တာကိုအခုထိရန်ညိုးဖွဲမှတ်ထားတာလားငါအဲ့ဒီတော့ကနင့်ကိုတခုံးပြောခဲ့တာကိုအခုထိရန်ညိုးဖွဲမှတ်ထားတာလားငါစိတ်တူတူနဲ့သူ့ဖက်နဲ့ကိုအားနဲ့နင်းလိုက်တဲ့ကံကောင်းလို့သူဒီနေ့အဲ့ဒီကြောက်စင်းပြဖက်နဲ့အကောင်းသားကြီးကိုဝင့်မလာတာဒါပေမဲ့ငါဘလောက်ပဲအားထဲနင်းသူ့မျက်နှာကတင်းနေတော့ပဲတတိထားဦးရှောင်းလာလိမ့်မယ်လူချန်ရှိကအတန်တိုးတိုးနဲ့ပြောရင်တန်ရှင်တဲ့ဘဝတထဲထုတ်ပေးတယ်အခုမှငါမျက်နှာတစ်ခုလုံးရှုပ်နေပြနေတာကိုတတိထားမိတော့တယ်ဘာပဲဖြစ်ဖြစ်တိတ်ခါကတော့ကုန်တလောက်ရှိနေပြီမို့ငါနီးကပ်ပေးကကြဟောက်တုံးကြီးပေါ်မှာပဲထိုင်းချလိုက်ပြီးရှုရည်တွေပြနေတဲ့ချီအိမ်နဲ့ဖက်နဲ့ကိုချွတ်ပြင်းနစ်ပတ်လိုက်တာညှိနှူလိုက်တဲ့အိမ်မိလိမ့်မဲ့လူအရာရှိဟ
ဟိုရီတော်လီကိုကြည့်လိုက်စမ်းဒူမော့ကြည့်တဲ့နင့်နာမှာနီညမ်းမှုတွေရှိနေတော့ပဲငါဆက်ပြောမှဘူးစောင့်နေတယ်နင်းအခုယာတုတက်လာပြီဆိုပြီးငါ့ကိုလာလောင်ပြောင်းဝေးရပြီလို့မထင်နဲ့သူကကွယ်ဝက်တဲ့အနေနဲ့လက်ထောင်ရှိကြီးတွေကိုချပစ်လိုက်တယ်ငါသူ့လက်ဖွားတွေကိုခြေထောက်နဲ့တစ်ချက်ကန်လိုက်ပြီးမောက်မာစွာနဲ့ပဲငါ့ကိုခြေထောက်တုပ်ပြီးစမ်းလို့ခိုင်းလိုက်တယ်သူကဒေါသထွက်လွန်လို့လဲချောင်းကအတန်တွေထွက်ပြီးရင်ဘတ်တွေနင်းညံဆက်ဆန်လို့ခတ်နေပုံပဲကျန်းတဲ့လက်ကပေါ်ဝါဘူးခံပြီးငါချီပွားဘူးတုပ်ပြီးတဲ့အချိန်မှာငါမအောင်နိုင်ပဲတခိခိနဲ့ရဲမိသွားတယ်ဟာဟာငါတခုခုကိုသဘောပေါက်သွားပြီးသူကဒီလိုမျိုးအစွဲလန်းကြီးရဲ့အချစ်ရှိနေတာလားလူချန်ရှိနေ့မှာဒီလိုညဉ့်ညံ့တဲ့စိတ်ကူးမျိုးရှိနေလိမ့်မယ်လို့ငါမထင်ထားဘူးသူနှုတ်ခမ်းကိုတင်းတင်းစေးပြီးဟုတ်တယ်။နောက်မှာဒီလိုရုံညံ့တဲ့စိတ်ကူးမျိုးရှိနေတာလို့ဝင်းခံတယ်။ငါသူ့ကိုခဏများစိုက်ကြည့်ပြီးမှဘာမှမထူးတယ်လို့ပဲညလုံးဆောင်ကြည့်လိုက်တယ်။နင်ဘာစိတ်ကူးရှိငါနဲ့မဆိုင်ဘူးသွား။ငါအတွက်တန်ရှင်းတဲ့ဖက်နဲ့တစုံသွားရှာပေးကောင်းပါပြီ။သူလက်ထွက်သွားတာနဲ့ငါချီပလာနဲ့ချက်ချင်းဝစ်ခါနဲ့ထွက်ပြေးခဲ့တော့တယ်။ယူချန်ကမတကူလုံးရှုံနေပြီးချီပလာနဲ့ခုံဆော့လာတာကိုမြင်တော့အော်ရဲနေတာနဲ့တခင်မလေးတင်းဘာလို့မိလာလဲအခုခံစားရေးကတခင်မလေးကိုရှာနေတယ်လို့ပြောတယ်အခုလောလောဆယ်ငါချန်ရဲ့အဓိကဝင်ငွေသားနှစ်ခုပဲရှိတယ်တစ်ခုကအခုစိုက်ထားတဲ့စံတဘာတိနံတွေနောက်တစ်ခုကတောင်မိုကတောကောင်သားရဲတွေဖြစ်ပြီးမြို့တော်ကဆိုင်ကြီးအချို့ကိုရေရှည်တွင်းပြနေတာတခင်မလေးတို့မိသားစုချန်ကိုပြောင်းလာတဲ့ကအဲ့ဒီဆိုင်ကမန်နေဂျာတွေကငါတို့ပစ္စည်းတွေကိုမယူချင်တော့ပဲစင်ကြေမျိုးပြနေကြတာမြို့တော်ကလူတွေကအာနာရှိရဲ့ဘက်ကိုကတ်တက်ကြတာငါသိပါတယ်ဒါပေမဲ့ဆိုင်မန်နေဂျာလေးကအစငါခေါင်းပေါ်လာနေလိုက်မဲလို့မထင်ထားဘူးတခင်မလေးကအခုချန်ကိုစီမံနေတာဆိုတော့အဲ့ဒီမန်နေဂျာတွေစီတွားပြီးနှုတ်ဆက်စကားပြောရင်စီးပွားရေးကိုဆက်ပြီးကူညီပေးဖို့ပြောရင်ပိုကောင်းမလားသူကငါစိတ်နှောက်ယှက်ဖြစ်မှာဆိုလို့အာနာနာနဲ့ပြောရှာတယ်တကယ်တော့သူအချက်လက်တွေအများကြီးတွေးနေတာပဲအရင်တုန်းကငါကမောက်မာရင်ဆိုင်ပြီးမျက်နှာပွင့်နေသူမို့လို့လေတကယ်တော့သူအများကြီးတွေးနေတာပါမောက်မာလို့ရတဲ့အချိန်မှာငါမောက်မာခဲ့ဘူးရဲ့အခုတော့ဂုံတိတ်ခါကိုချထားရမယ့်အချိန်မို့ငါလိုလဲကူကူပဲချထားနိုင်မှာကဲဘယ်နေရာရောက်အဲ့ဒီနေရာရဲ့အရသာကိုခံစားရတာပဲမဟုတ်လားမနေ့ကငါနေနဲ့အတူလိုက်ခဲ့မယ်အရင်တုန်းကအထင်းထွက်ရင်ရှီကောနော့ကိုချန်ရံပြီးထွက်ခဲ့ရတာအခုတော့နှစ်ယောက်တည်းတက်တက်ရှင်းရှင်းမှုလမ်းမတွေကလည်းကူပြီးကျဲပြန်တော့သူခံစားရတယ်ဝင်းကျန်းဆိုင်ကတော့မှအငင်းလာနေကြဆိုင်ဟောင်းကြီးပဲဒါပေမဲ့ပုံမှန်ကစားဖို့ပဲလာပစ္စည်းလာရမှုကတော့တခါမှမရှိခဲ့ဘူးဝမ်းမန်းနေကြနေကောင်းရလားအာရှန်တခင်မလေးဘာလို့ကူရိုက်လာရတာလဲငါတို့ရဲ့တောကောင်သားရဲ့ပစ္စည်းတွေကနေ့စိတ်တိုင်းမကြဘူးလို့ကြားရလို့ဘယ်နေရာမှာပြဿနာရှိလဲဆိုတာငါပါတာလာမေးတာဘဲကလားရှမ်မီသားစုချန်ကပစ္စည်းတွေကအကောင်းဆုံးပါဒါပေမဲ့ငါဆိုင်ကမကြသေးခင်ကစီးပွားရေးမကောင်းလို့ဒီလောက်အများကြီးမယူနိုင်တာပါရှန်တခင်မလေးတခြားဝယ်မဲ့သူပဲရှာပါတော့စောစောကအပြင်မှာခဏနားထောင်တုံးကအပေါ်ထက်ကအခန်းတွေအကုန်လူပြည့်နေပြီးအောက်ထပ်မှာလည်းခဏလေးတွင်ဝိုင်းတွေအချိန်ချင်းပြောင်းနေတာဒါကိုစီးပွားရေးမကောင်းဘူးလို့ပြောတာလားဝမ်မန်နေဂျာကအာနာတလုံးလို့မျက်နှာကြီးညီရဲနေပေမဲ့တေကောင်းပေါင်းလဲလို့ပဲလုံးဝအရှုံးမပေးဘူးငါကောင်းကင်ကိုမော်ပြီးတက်တင်းချလိုက်တဲ့လောကကြီးကကတိကတနိုင်ပြီးလူစိတ်ကလည်းအေးဆက်လာချီလာဒါပေမဲ့ငါလည်းအတင်းကျပ်မယောင်းချင်တာမို့နောက်တစ်ဆိုင်ကိုပဲတွားဆန်းကြည့်ဖို့กินလိုက်တယ်ဒါရှန်တခင်မလေးမဟုတ်လားငါတို့အယောင်းဝယ်လာလုပ်နေတာလဲစောင်းမြောင်းပြောတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ငါမျက်လုံးစောင်းကြည့်လိုက်ပြီးမုံဟွိုင်ကြီးနင်းတစ်ဖက်မှာတွားဆုံနေစမ်းငါယုတ်တိရဲ့စကားဆက်ထက်လိုက်ပြီးသူ့ကိုတေချာစိုက်ကြည့်လိုက်တယ်တကယ်တိုက်ဆိုင်တာပဲဒါမုံတခင်လေးမဟုတ်လားတဲကတိုက်ဆိုင်တာလဲငါနင်းနောက်ကို3လမ်းကျော်လောက်လိုက်လာနင်းမျက်စိရှိကနေငါချိန်နောက်ဖျက်လျှောက်တာကိုနင်းငါ့ကိုမမြင်ဘူးလို့ပြောရေးသေးလားမုံတခင်လေးမတွေ့ရတာကြားပြီးဆုံရတာဖူးစာပဲငါမေးစရာရှိလို့နင်းငါနောက်ကိုလိုက်ခဲ့နင်းကငါ့ကိုစိတ်ကက်စရာပေါင်းတယ်လို့ပြောခဲ့တာမဟုတ်လားအခုငါ့ကိုတော့ရတော့မယ်ဆိုတော့မျက်နှာကချက်ချင်းပြောင်းသွားတာပဲမျက်နှာပြောင်းတာစားဦးလန်တယ်လို့ပဲမေးစရာရှိလို့ပါဘာလဲနဲ့အတွက်အကျွင်းကျန်လေးထပ်ပေးတာပါဒါကရှမ်မီသားစုချန်ကထွက်တဲ့ပစ္စည်းဆိုတာမှတ်ထားပြီးနောက်တစ်ခါလဲစီးပွားရေးလာကူညီဦးနော်မိုးဟွိုင်ကြီးကဘေကနေငါ့ကိုချီပြီးရဲနေတယ်ငါတစ်ခါတလေသူ့ကိုစိုက်ချင်ရင်လည်းသူကကျင်းတဲ့တလူမျက်နှာပေးမျိုးနဲ့ဘာလို့ကလဲပစ္စည်းတွေအောက်အောင်မြင်အောင်ပြီးမှငါသူ့ကိုကတနာရှာဖို့အချိန်ရတော့တယ်နင်ကငါ့မမီသားစုကိုစီးပွားရေးသမားနယ်ဆိုပြီးအထင်သေးခဲ့တာဒါပေမဲ့နင်ကိုရိုက်ပစ္စည်းရောက်လာကြတော့ဒီလို့အတွက်မွေးဖွားလာတယ်လို့ပဲဂုံတေးရှိတခင်မလေးတယောက်ကိုစီးပွားရေးသမားလို့ပြောခံရတာကဝမ်းသာစရာကိစ္စမဟုတ်ဘူးလေတကယ်လားနေ့ရဲ့ချီးမွမ်းမှုအတွက်ကျေးဇူးတင်ပါတယ်မိုးဟွိုင်ကြီးကငါနောက်ကနေလိုက်ရင်စိတ်ကပေါ်ပါစွာပြုံးလိုက်တယ်တကယ်တော့စီးပွားရေးလုပ်ရတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အရင်တုန်းကမမခဲ့တာပဲလက်ထဲမှာငွေအစ်စ်မရှိနေတဲ့ခံစားချက်ထက်ဘာကပူကောင်းမှလဲမိုးဟွိုင်ကြီးကငါ့ကိုကြည့်ပြီးမျက်လုံးမူရကနည်းနည်းထူးဆန်းသွားတယ်သူကတီတီနေနေနဲ့အတန်တိုးတိုးနဲ့ပြောလာတယ်တကယ်တော့မှအဲ့ဒီနေ့ကသွားတာနင့်ကိုလှောင်ပြောင်းမှုမဟုတ်ပါဘူးသူငါနားကိုဖြည်းဖြည်းချင်းတုတ်ကပ်လာပြီးသူစီကတစ်တော်ဒီပန်ရင်နဲ့ချွတ်ဖြုတ်ကနှာခေါင်းနဲ့တိုးဝင်လာတယ်အခုမှလည်းစားဖက်နေပြီရှန်ခရိုင်တခင်မလေးကဒီမှာပဲကိုဂျုံဝင်းမင်းကြီးတင်းဒီဘက်ကိုကြွပါမိမဆိုးရဲ့ထူးခြားတဲ့အတန်ကရုတ်တရက်ထွက်ပေါ်လာတယ်ငါနဲ့မုံဟွိုင်ကြီးကတပြိုင်နက်တည်းလှည့်ကြည့်လိုက်တော့အရက်ရှိရှိလူငယ်တယောက်ကလက်ကိုနောက်ဖြစ်ပြီးမလန့်မကတ်မှရက်နေတဲ့ရှန်ခရိုင်တခင်မလေးနေ့အခုဘသူကပလဲဆိုတာကြည့်လိုက်ဦးငါသူ့မျက်နှာကိုကြည့်ပြီးခိတ္တမြစဉ်းစားလိုက်တော့မှရုတ်တရက်သဘောပေါက်သွားတဲ့အဖွာဒါကအဖွားငါအတွက်ရှာပေးထားတဲ့တတိယမြောက်ဆစ်ဆက်ထားသူလားအဲ့ဒီတုန်းကငါအဖွားကိုတကယ်ပဲစကားမပြောနိုင်အောင်ဖြစ်ခဲ့ရတာဘာလို့လဲဆိုတော့သူကရွှေစိန်လက်စွပ်ကိုအသက်10နှစ်နဲ့ပဲရှိသေးတဲ့ကြီးယုံကိုပြီးခဲ့လို့ပဲသူကမထက်အများကြီးပူတာလေသူကမထက်အများကြီးပူတာအဲ့ဒီတုန်းကသူက19ယောက်မြောက်မင်းသားဗာမင်းသားလည်းပဲပင်ပေါက်လေးပဲကိုကြီးယုံရဲ့မျက်နှာကနီညံ့ရကနေရဲတောက်လာပြီးအောက်ကွဲထွက်လို့မတက်ဖြစ်သွားခဲ့တယ်ငါကတက်တက်လုံးကီလိုပူနေမှာမဟုတ်ဘူးသူကနင့်ကိုဂီယူဆိုင်လို့လေနောက်ပိုင်းမှာကြီးယုံကကိုခန့်တင်ညာလေးချင်တာကိုအရက်ဆွဲလန်းသွားတယ်လို့ကြားတယ်သူအရက်ရှိချင်လို့လားဒါမှမဟုတ်ငါ့ကိုလာပြီးကလေးစားချင်လို့လားမသိဘူးအခုတော့အမှန်တိုင်းသိရပြီပေါ့အလိုဖះရည်ဒီလောက်အရက်ရှိတဲ့သူကဘသူလဲနဲ့အတန်ကပူပြီးဆူရှာရင်တော့တခြားလူတွေကနင့်ကိုမိမဆိုးလို့ထင်ကုန်ကြလိမ့်မယ်ငါသူ့ကိုလက်ဝါးနဲ့တစ်ချက်ရက်လိုက်တော့ကြီးယုံရဲ့မျက်နှာအမူအရာကပြန်လဲတင်းငင်သွားပြီးမှတဖန်ပြန်လဲတင်းမှသွားခဲ့တယ်သူကဘသူလဲကျွန်တော်ကမုံဟွိုင်းကြည့်ပါအရင်တုန်းကရှန်နုံဆိုင်ရဲ့စိတ်ဆက်ထားသူဖြစ်ခဲ့ပူပါတယ်နင်ဘာပြောလိုက်တာလဲနင်ဘာလုပ်တာလဲဒါဆိုငါကဘာလဲငါတို့တေချာပေါက်ကတိပြူထားကြတာလေငါနင့်ထက်အရက်ရှိလာရင်နင်ငါ့ကိုလက်ထပ်ရမယ်ဆိုရာငါဒီလိုစကားမျိုးပြောခဲ့မလားဆိုတာတကယ်တန်တရားဖြစ်မိပေမဲ့အတိတ်ကိုပြန်စဉ်းစားကြည့်လိုက်တယ်အဲ့ဒီတုန်းကကြီးယုံကအမြဲတမ်းငါဖင်ဆွဲပြီးလိုက်နေလို့ငါတော်တော်စိတ်ရှုပ်ခဲ့ရတာကလေးတွေကလူကြီးတွေနဲ့ကစားချင်ကြပေမဲ့လူကြီးတွေကတော့အငြင်းညင်းပယ်တတ်ကြတာပဲလေနင်သွားပြီးပဲပင်ပေါက်တွေအများကြီးစားလိုက်ရင်ငါထက်အရက်ရှိလာတဲ့အချိန်ကျမှမိမ့်မယူနိုင်လိမ့်မယ်ငါပဲပင်ပေါက်တွေကို3နှစ်တောင်စားခဲ့ရတာကြည်စမ်း
တွေ့လားဒါကအတုံးဝင်သေးတယ်မို့လားငါသူ့ကိုပဲပေးပေါက်သွားစားဖို့ပဲလိမ့်လိုက်တာတကယ်ကိုစိတ်ကောင်းရှိလို့သူကတော့ငါ့ကိုပြန်ဖြစ်တင်ရသေးတယ်နင်ကတော့လိမ့်တော့မဲ့တကယ်အယုံဝင်ရလွယ်တာပဲအသက်ငယ်တော့ညာရလာလွယ်တာပေါ့တခင်မလေးလူချန်ရှိကအသက်ရှူလိုက်ပြီးမှဝင်ကြီးတယောက်ရဲ့ဂုံတိတ်ခါကိုပြန်ထိန်းတာဂီနီယာကလူဆောင်ပြီးရှုပ်ဖွေးလာပါတယ်မင်းသားအနေနဲ့အိမ်တော်ကိုပဲပြန်လာပို့တော့ပါလိမ့်မယ်လူကြီးယုံကိုဦးညွတ်အယိုအသေးပေးရင်းပြောလိုက်တယ်မိုးဟိုင်ကြီးကလည်းချက်ချင်းဝင်ထောက်ခံတယ်လူအရာရှိပြောတာမှန်ပါတယ်မင်းသားကအသက်ငယ်သေးတော့အိမ်ကိုစိုးစိုးပြန်ပါမူးချုပ်ရင်လူကိုတိုက်စားတဲ့သူတွေရှိမှဆိုလို့ငါကောင်းမော်ပြီးအရက်ရှိရှိထွားထွားကြီးဖြစ်နေတဲ့ကြီးယုံကိုကြည့်လိုက်မိတယ်ဘသူကိုခိုးမှလဲဘာလူကိုတိုက်စားတာလဲရှောက်ပြောနေတာမုတ်တခင်လေးကနန်းတွင်းကုန်တယ်မျိုးမျိုးလို့ပါမင်းသားစိတ်ထဲမထားပါနဲ့ဒါပေမဲ့သူပြောတာလဲအကြောင်းပြချက်ရှိပါတယ်မနေ့ကမှပဲပြန်ထွက်ပစားပါငါကအသက်16နှစ်ပြည့်ပြီးလူငယ်တွေကတကယ်စိတ်လှုပ်ရှားလွယ်တာပဲလင်းရင်တော့အသက်ကြီးတဲ့သူကိုပဲရွေးရမယ်ပတ်စံရှိပြီးချမ်းသာတဲ့သူဖြစ်မှသာတစ်သက်လုံးလွတ်လွတ်လပ်စိတ်ချမ်းသာရမှာချမ်းသာရုံနဲ့ဘာလို့မှလဲနေယောက်ျားဆိုတာအစိုးရအရာရှိလမ်းကြောင်းပေါ်ပါဖြစ်ရမယ်အလိုလေးမုံနိုင်မဲ့လာတာအတူတူရင်ဆိုင်ချုပ်ခဲ့ပေးမဲ့သူမျိုးပေါ့အသက်ငယ်တဲ့သူကတာဝန်မယူတတ်ဘူးစိတ်ဆက်ထားသူ၃ယောက်ရှိတာတယောက်မှငါမျက်စိထဲမဝင်ဘူးငါဘာမှမပြောပဲကြီးယုံတမင်ထုတ်ပြထားတဲ့ခါးလာကိုပဲစိုက်ကြည့်နေမိတယ်အသက်ငယ်တာတကယ်ကောင်းတာပဲဟိုအမင်းကြီးရောနေတဲ့သူတွေထက်ဆိုင်ရင်ကြည့်ရတာကိုမျက်စိပတာရှိတာပေါ့ဒီစကားတခွန်းကြောင့်လူချန်ရှိကောမိုးဟိုင်ကြည့်ပါနှစ်ယောက်လုံးမျက်နှာတက်သွားကြတယ်နင်တို့တွေမရင်ထိကြနေတော့အញ្ញံချကြတော့လေတွားစုနားအဖွားကိုတွားပြီးအမွှေးတိုင်တွားဆိုင်ရအောင်ချန်ကိုကဲရောက်ပြီးရနဲ့ငါယူချမ်းကိုချက်ချင်းလန့်ခေါ်လိုက်တယ်ငါတီချလေး၃ချိန်ဥချလိုက်ပြီးအဖွားဘလူမျက်လုံးနဲ့ဒီစိတ်ဆက်ထားသူ၃ယောက်ကိုရှာပေးခဲ့တာလေတယောက်ချင်းစီကပုံမှန်မဟုတ်ကြဘူးထူးဆန်းတာချင်းတန်နေကြတာပဲခံကောင်းလို့ငါလည်းမထက်ရသေးတာလို့ပြောပြီးရင်ဘက်ကိုတက်လိုက်ခဲ့ပြီးတော့ငါဦးကြောင်ကြောင်နဲ့စည်ရင်တွက်ခုံကိုပုတ်ခတ်ပြီးတွက်ချက်နေမိတယ်ဒီနေ့ရောင်းရတဲ့ပစ္စည်းတွေကဘာပဲဖြစ်ဒီဟာဒီချန်ရဲ့ကုန်ကြစည်အတွက်တော့လောက်မှာပါတယ်ဒါပေမဲ့ရေရှည်အတွက်တော့ထပ်ပြီးစီစဉ်ရအောင်မယ်ယူချမ်းတာငါစားရီအတဲအတန်ကြီးနေတာကိုကြည့်ပြီးစကားပြောချင်တယ်လို့ဖြစ်နေတယ်တကယ်တော့မုတ်တခင်လေးကတခင်မလေးပေါ်စစ်မှန်တာဘူးကျမမြင်ပါတယ်ငါတို့မိသားစုရဲ့အခုအခြေအနေနဲ့ဆိုရင်သူ့ကိုလက်ထက်လဲတိတ်ခါကြစရာမရှိပါဘူးလူဝင်ကြီးလည်းမစိုးပါဘူးသူ့ကိုလက်ထက်ရင်သူလည်းမင်းကြီးရှိမှတခင်ကြီးအတွက်တေချာပေါက်စကားပြောပေးမှာပါနောက်ကြရင်မိသားစုကုန်တိတ်ခါကိုပြန်မြင့်တင်ဖို့အခွင့်အရေးရှိနိုင်တာပေါ့ငါတို့မိသားစုမှာစားစရာရှိတယ်ဝတ်စရာရှိတယ်ငါလက်ထက်ပြီးမှအသက်မွေးရမယ့်အခြေအနေထိတော့မကြဆင်းနေပါဘူးနင်အသက်ငယ်သေးလို့ကို့ဘာသာကိုအုပ်ချုပ်ရတဲ့အရာတာကိုမသိသေးတာချန်ကတေးပေမဲ့ငါစကားပဲနားထောင်ရတာငါအစီအစဉ်တိုင်းပဲဖြစ်ရတာငါကတော့ကို့ဘာသာကိုပြောမွေ့ပြီးကျင်းနေနေတာဘသူကမှလာပြီးဖြက်စီးမခံနိုင်ဘူးကောင်းကင်ကြီးတာကျေပြက်နေငါရှန်လုံးချန်ကတော့အငြင်းတန်းကုသဘောတိုင်းပဲနေခဲ့တာရင်မောဆဲဆိုပြီးမောက်မှာကြော်တော်မုံမုံနဲ့ပဲအငြင်းရှိနေမှာငါရဲ့လက်ရေးလာလေးကိုခဏညကျင်းနေစွာချစ်ရှုပြီးမှမနှက်ဖြန်နင်းသွားပြီးတစိမ့်တုံးတစ်ခုသွားထုလိုက်နောက်ဆိုငါတို့ချန်ကထွက်တဲ့လေယာထွက်ကုန်တွေအကုန်လုံးပေါ်မှာဒီတစိမ့်နေမယ်ငါကတော့ကြီးမားတဲ့ရီမန်းချက်တွေနဲ့အကြီးကျယ်လှုပ်ဆောင်မှုပြင်ဆင်လိုက်ပြီးဝန်ကျန်းဆိုင်ကမယူရင်ငါတောင်ဘက်မြောက်ဖက်သွားလာနေတဲ့ကုန်တယ်တွေကိုရောင်းမယ်ဒါပေမဲ့တော့ထွက်ကစီရောင်းတဲ့ဆိုင်ခွဲတွေကများပြားလုံးလို့မာနမဲကြီးချင်ရင်တော့ထူးခြားဆန်းသစ်နေရမယ်နန်းတွင်းတီးတန့်ထွက်ကုန်ငါတက်တာအောက်ခြေကနေရှာဖွေရရှိထားတဲ့အဖိုးတန်အဝတ်ထဲအဝတ်စားတဲ့စုံကိုဝစ်စင်ပြီးခေါင်းမှာရွှေစံထိုးနဲ့ကြောက်စင်းကွင်းတွေစင်ញံကရိုးရှင်းတဲ့ဆိုင်ကန်းလေးရှိမှရက်နေလိုက်တဲ့ထက်တန်းသွားလာနေတဲ့ကုန်တယ်တွေနဲ့ပွဲစားတွေအားလုံးခြေလန်းရက်ပြီးငိချကြတာပေါ့ဆိုင်ကန်းကရိုးရှင်းရင်ဆိုင်ရှင်ကစမ်းကြနေရမယ်လေငါတို့ရှယ်မီတာစုရဲ့ပစ္စည်းတွေကအရင်တုန်းကနန်းတွင်းကိုပဲတီးတန့်တွင်းပေးခဲ့တာအခုအယောင်းဝယ်လာလုပ်တာကတော့လူတွေပတ်စံကုန်ပြီးအကောင်းစားပစ္စည်းမရကြတာကိုတကယ်မကြည့်ရလို့ပဲငါတို့ရှယ်မီတာစုချန်ကကိုရိုင်းဆိုင်ကိုရိုင်းအောင်တမို့ကြားလူခက်စားတာမရှိပါဘူးငါကတော့အားရပါရနဲ့စိတ်အားထက်သန်စွာပြောဆိုနေမိတယ်ငါကဂုံယူဝင်းကြွားစွာနဲ့အဖေနဲ့အမေကိုတွားကြွားချင်ပေမဲ့ညနာစိမ့်မိမဆူတယောက်ကခြံထဲမှာငါ့ကိုစောင့်နေတာတွေးလိုက်ရတယ်ရှက်ခရိုင်တခင်မလေးအရှင်မင်းကြီးကဖိတ်ခေါ်နေပါတယ်ငါနည်းနည်းဝေခွဲမရဖြစ်သွားတယ်ဒီအတော်တွင်ငါတို့မိသားစုကတကယ်ကိုအေးချမ်းချမ်းနေထိုင်ခဲ့တာလေဒါပေမဲ့ပြန်စဉ်းစားကြည့်တော့မိမဆိုးငယ်လေးတယောက်ပဲလာခေါ်တာဆိုတော့ကောင်းဖြတ်ခိုင်းရမယ့်အခြေအနေတော့မဟုတ်သေးပါဘူးတကယ်တော့ငါတို့မှာအမျိုးဆွေတော်ဆက်မှုအချို့ရှိနေသေးတာမို့မောင်နှမဝမ်းကွဲလို့တော့မတက်ပြောလို့ရပါတယ်ရှမ်းခရိုင်တခင်မလေးမင်းအပြင်မှာရှောက်ပြီးလိမ့်လဲလဲထားနေတယ်လို့ကြားတယ်ပါလေနန်းတွင်တီတန်ထွက်ကုန်ဆိုတာကပါလဲငါတကယ်မကြည့်မနှက်ဖြစ်သွားပြီးအရှင်မင်းကြီးနှမတော်ကလုံးဝလိမ့်လဲလဲခိုင်းခြင်းမရှိပါဘူးမေတော်ကြီးရဲ့ကုန်ကြစည်တွေကနှမတော်တို့ခြံကထွက်တဲ့တောကောင်သားရဲနဲ့တောထွက်ပစ္စည်းတွေကိုတုံးနေတာပဲလေဒါဘူးတီတန်ထွက်ကုန်လို့မခေါ်ရင်ဘာခေါ်မလဲလို့ရှောက်လိုက်ကဲနှုတ်ချလိုက်တာအဲ့ဒီတုန်းကလည်းမင်းအာယုံကိုဒီလိုပဲလင်းခဲ့တာမဟုတ်လားနှမတော်လုံးဝလိမ့်လဲခြင်းမရှိပါဘူးဒီကြီးယုံကမနေ့တနေ့ကတည်းကငါရှိမှလာပြီးဟန်ဘတ်ထုတ်ပြနေပြီးတော့အခုချက်ချင်းသူ့အကိုစီသွားတိုင်နေပေါ့အမှန်ပဲယောက်ျားတွေကလက်ပတ်တက်ပြီးငါတို့လိုရိုးသားဖြူစင်တဲ့မိန်းကလေးတွေကိုပဲလိန်ညာတက်ကြတာဒါဆိုမင်းသူ့ကိုလက်ထပ်ဖို့သဘောတူတယ်ပေါ့အရှင်မင်းကြီးခွင့်လွှတ်တော်မူပါအဲ့ဒီတုန်းကအသက်အရွယ်ငယ်တုန်းလို့ရှောက်ပြောခဲ့တဲ့စကားတွေမျိုးအတီးယူလို့မရပါဘူးအာယုံကဘာမကောင်းလို့လဲဘာလို့ဒီလောက်ပြက်ပြက်တသားညင်းပယ်ရတာလဲမဟုတ်ပါဘူးအရှင်မင်းကြီးငါအဖွားကငါအတွက်စစ်ဆက်ထားသူ၃ယောက်စီစဉ်ပေးခဲ့တာပါရုံဝင်မင်းကြီးကအဲ့ဒီထက်ကတယောက်ပဲရှိပါသေးတယ်အကယ်၍သူ့ကိုလက်ထပ်လိုက်ရင်တခြားလူကဒီဘယ်လိုလုပ်ရမလဲအဖွားကတော့ဝေဝါးဖြစ်နေခဲ့တာပဲငါယုတ်တည့်ညံလင်းပွင့်သွားပြီအရှင်မင်းကြီးရဲ့ကြော်ကြားမှုကမြင့်မြတ်လာပါတယ်။နှမတော်အခုမှသဘောပေါက်ပါတော့တယ်။ငါဖွားကဝေဝါးလာလဲဟုတ်တယ်မဝေဝါးလာလဲဟုတ်တယ်စိတ်ဆက်ကြောင်လန်းတဲ့လက်စွပ်တွေကိုကြွယ်ကြတဲ့လူ၃ယောက်စီပေးခဲ့တာကနှမတော်ကိုရွေးချယ်စရာခွင့်ရေးပို့ရှိစေခြင်းလိုပဲနှမတော်သဘောကျတဲ့သူကိုရွေးချယ်နိုင်အောင်အကယ်၍ဘသူ့ကိုမှသဘောမကျရင်လည်းဒီကြောင်ပြချက်နဲ့ညှင်းပယ်လို့ရအောင်လုပ်ပေးခဲ့တာပါ။သူကငါ့ကိုအချစ်ဆုံးကြီးမမှုလို့ငါရဲ့မောက်မှာပြီးကိုယ့်သဘောတိုင်းနေတတ်တဲ့စိတ်နေစိတ်ခါကိုသူပဲမွေးညပူပေးခဲ့တာသူကငါ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်ရှင်းတန်စေချင်တာဘသူ့ကိုသဘောကျလဲသဘောကျတဲ့သူတယောက်ကိုရွေးပြီးလက်ထပ်မလို့ခြင်းမှုဆိုရင်လည်းညှင်းပယ်ဖို့လုံလောက်တဲ့အကြောင်းပြချက်ကိုပေးခဲ့တာပဲဒါဆိုမင်းဘသူ့ကိုသဘောကျလဲအရှင်မင်းကြီးမှာမိဖုရားတွေအများကြီးရှိတာပဲနှမတော်ဘောနေယောက်ျား၃ယောက်မယူနိုင်ဘူးလားဒါဆိုမင်းလူဝင်ကြီးရဲ့စစ်မှန်တဲ့တစ္ဆာတရားကိုစော်ကားရရောက်လိမ့်မယ်အရှင်မင်းကြီးလူဝင်ကြီးကိုငှားပေးခဲ့တဲ့အဲ့ဒီကြောက်စိမ့်ပြဖက်နဲ့တဆုံလားမင်းဘယ်လိုသိတာလဲဟာနန်းတွေသုံးဘူးထဲနဲ့ဒုက္ခတဲ့ဖက်နဲ့ကိုလူအရာရှိကဘလောက်ပဲချမ်းသာမင်းကြီးကိုမလို့မတင်မလို့ရဲပါဘူးရှန်ခရိုင်တခင်မလေးမင်းနဲ့မေတော်ကြီးကတကယ်ကိုတူတာပဲတော်တော်လေးစင်တူတယ်နှမတော်ငယ်တုန်းကမေတော်ကြီးစီခဏတော့ကစားတာလေသူပြောတဲ့စကားတွေကလည်းတကယ်စိတ်ဝင်စားဖို့ကောင်းတာနှမတော်လည်းမေတော်ကြီးကိုတကယ်တတိရပါတယ်တော်ပြီ
သွားတော့နာနန်းတော်တွေကနေထွက်ခွာတော့မဲ့အချိန်မှာပဲသူကအตาရလမ်းပြောလိုက်တယ်မေတော်ကြီးစီကိုတွင်းပြနိုင်ရင်နားစီကိုလည်းတပွဲပူပေးပါအကိုကြီးနင်ကနားရဲ့အကိုရင်ကြီးပဲနားယူချမ်းကိုနန်းတွင်းတီးတန့်ထွက်ကုန်ဆိုတဲ့စာလုံးတွေကိုပို့ပြီးကြီးရေးဖို့လမ်းမာလိုက်တဲ့တနေ့လုံးအလုပ်ရှုပ်ပြီးနောက်လူချန်ရှိကကျက်စွပ်ပြုတ်တော့ဦးတဲပြီးနားစီလာတယ်ငါတိမ်တိမ်မွငွေလေးပဲဇဝဲနာဘူးရှောက်သွားပြီးသူငါအတွက်စွပ်ပြုတ်ခတ်ပေးရဘူးရှိနေမိရဲ့လူချန်ရှိကမိသားစုကက်စီသွားပြီးတဲ့နောက်မှာအလုပ်သေးမွားတွေအကုန်လုံးကိုကိုယ်ရလုပ်ခဲ့တာလေငါဝါချက်ရက်ထည့်ထားတဲ့ကျက်စွပ်ပြုတ်ကိုတမုံချင်းတောက်ရင်နှုတ်ခံဘူရှာနဲ့တက်လိုက်တယ်ငါဒီရတာကိုသဘောကျတယ်နားရဲ့ရုံညက်တဲ့စိတ်ကူးကိုတီးပြီးတာတော့ငါနဲ့အခန်းတစ်ခန်းထဲမှာအတူနေရတာနင်းမကြောက်ဘူးလားဒါပေမဲ့နင်းချက်တဲ့ချက်စစ်ပြုတ်ကတကယ်တော့လို့ကောင်းတာကိုနင်ကလုံးဝပြီးမဆိုင်ဘူးပဲနင်ကအမြဲတမ်းဘာဘူးမှမကြောက်တဲ့တခင်မကြီးပဲအမြဲတမ်းမောက်မာပြီးကိုယ့်သဘောတိုင်းနေတတ်တာပဲငါဘာမှအမနာပဲသူနာဘူးသူကပ်ပြီးမေးစီဘူးမော့ပြလိုက်တယ်ဒါပေမဲ့နင်ကနားရဲ့ဒီချင်းကိုပဲကြိုက်တာမဟုတ်လားဟုတ်တယ်ငါကနင့်ရဲ့ဒီမဆိုင်တဲ့ပုံစံကိုပဲသဘောကျတာတခဏအောက်ချူရရင်လည်းတစ်လုံးအောက်ချူသွားမှာပဲနင်တကယ်ပဲလူငယ်တယောက်ရဲ့ဆင်းရဲမှုကိုမစော်ကားပါနဲ့ဆိုတာကိုမပြောတော့ဘူးလားသူ့ရင်ခွင်ထဲကတစ်တော်တီးပြင်းနန်းကနှာခေါင်းနဲ့တိုးဝင်လာပြီးငါနဲ့ရဲ့အစော်ကားခံရမှုကိုချီချီဖြူဖြူခံယူပါမယ်လို့ပြောတယ်။ငါရဲ့အစော်ကားခံရတာလားဒါမှမဟုတ်ငါရဲ့အနိုင်ချင်းခံရတာလားငါသူ့ကိုစုလက်မပေးချင်ပါဘူး။ဒါအပြင်ငါရဲ့အစင်းညင်စားတော့ကုန်ဖြစ်တဲ့အရှင်မင်းကြီးရဲ့ချီးမွမ်းခြင်းခံရတဲ့နန်းတွင်းမှုစုပြုတ်ခဲတာမှုတွေကိုမိတ်ဆက်ဖို့အလို့ရှုပ်နေတဲ့မုံဟိုင်ကြီးကငါရောက်သမျှကုန်ပစ္စည်းတိုင်းပေါ်မှာတစိမ့်တုံးနဲ့အကြံဉာဏ်ကတကယ်ကောင်းတယ်လို့ထင်ပြီးလိုက်လို့ချင်နေတယ်။မင်းလည်းတစိမ့်နဲ့ချင်ရင်ငါအိမ်ကကုန်ပစ္စည်းပြပူပါတွဲပြီးရောင်းပေးရမယ်။နင်းစီးပွားရေးလုပ်တာတကယ်ရှုံးမခံဘူးပဲ။နင်ငါ့ကိုသဘောကျလို့ငါကဒီလိုခွင့်ကောင်းယူရတာမဟုတ်ဘူးလားမှားတယ်။သူကသူ့ရဲ့ဝါရတောင်မှုဖြန့်ပြီးငါနာမှာတူတူလေးပြောတယ်ငါကစစ်မှန်လို့နင်ငါ့ကိုအခွင့်ကောင်းယူဖို့အခွင့်အရေးပေးတာပါငါတစ်ဖက်ကိုလှည့်ပြီးသူ့မျက်နှာမူရဘူးကြည့်လိုက်တယ်မုံဟိုင်ကြီးရဲ့နှလုံးတွေကရှောင်ဖယ်ခြင်းမရှိပဲတနေ့ကျရင်နင်တိလာလိမ့်မယ်လို့ဆိုရဲဒါနဲ့ငါနင့်ကိုပေးစရာပစ္စည်းတစ်ခုရှိတယ်သူအမြဲတမ်းဝါရတောင်မဲ့တုံးတွေကလည်းအစင်မပြေဘူးလေငါပစ္စည်းကိုကမ်းပေးလိုက်တယ်ဒါကမိဖုရားကြီးစီကရတဲ့စုရရက်တောင်လေးပဲရက်တောင်ရုပ်ကဖြူစင်ပြီးတောင်ချုံးနေရပဲနင်ကချမ်းသာတဲ့မုံဟိုင်ကြီးအဖြစ်ပဲနေပါဒါကအကောင်းဆုံးပဲသူကစိတ်ကတာရရတယ်လို့တက်တင်းအတာချရင်ရက်တောင်ရုပ်ကိုအတာရပုတ်တက်ပြီးဒါနင်ငါ့ကိုပြီးတဲ့ပထမဆုံးလက်ဆောင်ပဲလို့ပြောလိုက်ကနာကိုလူစင်းနေတဲ့သူကြနေတာပဲအရင်တုန်းကပတ်စံမရှိလို့ပါတော့ကြီးယုံရဲ့အကိုကြီးကိုကျေးဇူးတင်ရမယ်ဒါကြောင့်ကြီးယုံကငါစီကိုဒေါသတကြီးရှောက်လာတဲ့အချိန်မှာငါကတော့ပြုံးပြုံးလေးပဲကျူဆူလိုက်တယ်နင်းလာပြီးသားငါအကိုစီကနေအမိတ်တောင်းလာခဲ့ပြီးမနေ့ကငါတို့လက်ထက်ကြမယ်ငါမျက်လုံးကိုမှိလိုက်ပြီးကြီးယုံကိုကြော်လုံပြီးဘေးကမိမဆူကြီးကိုလှမ်းကြည့်လိုက်တော့မျက်လုံးချင်းစုံမိပြီးသူကခေါင်းလည်းမခါဘူးခေါင်းလည်းမနစ်ဘူးငါအကုန်ခင်စင်ခိုင်းထားပြီးမင်္ဂလာပြစီးတွေကိုခဏနေရင်ပို့ပေးလိုက်မယ်ပြီးတော့ငါသူ့ခြေတော့ကိုအားနဲ့တစ်ချက်ကန်လိုက်တယ်ပြီးတော့ဘဲပြန်ညာပြန်ထက်ထုလိုက်တယ်နာမပါပြီးကြီးယုံကခေါင်းကိုပိုက်ပြီးအော်ဟေးရင်ထွက်ပြီးတော့တယ်နေရင်တုန်းကလည်းငါ့ကိုဒီလိုပဲရိုက်ခဲ့တာသူကခွေးလေးတကောင်လိုညက်ရည်ဝိုင်းပြီးငါနောက်ကနေလိုက်ရင်ရှုံးမဲ့နေရှာတယ်ရှောင်းမရှုံနဲ့အသက်ငယ်သေးတော့အရေးမပါလာရီရှောက်လုံနေတာပဲနားလားစိတ်တူကိုတူဖြစ်မှသာအဝေးကြီးအထိအတူတူသွားနိုင်မှာဒါပေမဲ့ငါမှနင်းနဲ့စိတ်ဆက်ကြောင်းလက်မှုရှိထားတာလေငါအဖွားရဲ့ရဲတန်းကိုပြန်ကြားလိုက်ရတယ်လို့ပဲနားရဲ့မဲတော်ကြီးကလည်းသူနဲ့တော်တော်တူတာသူတို့ရဲရင်ထောက်ဆွန်လေးကတူညီတဲ့လက်စားမှုအကွေးဝါးလေးရှိတဲ့သူတို့တယောက်ကငါ့ကိုစစ်ဆက်ထားတူပေးခဲ့တယ်တယောက်ကငါ့ကိုချန်ပေးခဲ့တယ်သူတို့အခုကောင်းကင်ဘော်ကနေဒီပြက်စကောင်းကိုကြည့်နေကြမှာပဲငါရင်မောလိုက်ပြီးမိုးဟိုင်ကြီးနဲ့လူချန်ရှိကိုညှို့ပြလိုက်တယ်ဒီစကားကိုပြောရရင်ဘယ်သူမှမရှိလို့လေငါဆုံးဖြတ်လိုက်ပြီးနာ၃ယောက်လုံးကိုယူမယ်လက်မခံတဲ့လူထွက်သွားနိုင်တယ်